ဝါပန်းဝါပန်းဟုတ်လားဝါပန်းဒီဒီပန်းလိုမျိုးဖြစ်နေနော်ဟုတ်ဒီမှာချင်းရင်းလေးတွေနဲ့ရိုက်တော့မချုံမလုပ်ရအောင်အဲ့ဒါ